မြန်မာစာရေးတဲ့ရုံနဲ့ဒီလိုမျိုးဗီဒီယိုတွေဖန်တီးပြီးတော့ပိတ်ဆန်ချလို့ရတယ်ဆိုရင်ရောစိတ်ဝင်စားလားစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတော့ပါ Google Gemini နဲ့ ChatGPT ကိုသုံးပြီးတော့ပုံထုတ်ပါမယ်အလျားဖိုင်လေးကတော့ပုံကနေဗီဒီယိုပြောတဲ့အချိန်ကြာလို့ရှိရင်သုံးရမှာပေါ့နော်ပထမအဦးဆုံးကိုရေးမဲ့ဇက်လန်းပုံစံကိုစဉ်းစားရမှာပေါ့နော်ကျွန်တော်ကတော့ဒီမှာရေးထားပြီးပြီပေါ့နော်အပေါ်ကအပိုင်လေးကို copy ကူးလိုက်မယ် copy ကူးပြီးသွားလို့ရှိရင် ChatGPT ကိုတွားပါမယ်ChatGPT ကိုရောက်လို့ရှိရင်ခုနကကူးလာတဲ့ဟာကိုရှားလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်အပြောများလေးကိုနှိပ်ပြီးတော့ပို့လိုက်ပါမယ်ဒီနေရာမှာသူစပြီးတော့ရေးပေးနေပြီပေါ့နော်ခဏစောင့်လိုက်ပါပြီးသွားလို့ရှိရင်ကိုက copy ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးတော့ copy ယူလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ Google Gemini ကိုသွားပါမယ်Google Gemini ထဲရောက်လို့ရှိရင်ခုနက ChatGPT ကနေကူးလာတဲ့ဟာကိုဒီနေရာမှာပတ်ချလိုက်မယ်ပေါ့နော်ဒီနေရာမှာထိုးသိထားရမှာကကိုကလိုချင်တဲ့ပုံရှိလို့ရှိရင်ဒီနေရာမှာရွေးပြီးတော့ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီလိုမျိုးပုံစံနဲ့ကြိုက်တာမို့လို့ဒီပုံလေးကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင် BR များလေးကိုနှိပ်ပြီးတော့ပို့လိုက်ပါโอเคဒီမှာပုံရလာပြီပေါ့နော်တခြားပုံတွေကိုလည်းဒီလိုပုံစံမျိုးပဲဆက်လုပ်ပါမယ်နောက်ထပ်ပုံတွေထုတ်ဝင်ဟာကိုတော့ဗီဒီယိုအရင်ရှိပါမှာကြောက်လို့နည်းနည်းလေးပြလိုက်တော့မယ်နော်ဒီမှာနောက်တစ်ပုံရပြီပေါ့နော်ကျန်တဲ့ပုံတွေကိုလည်းဒီတိုင်းလေးပဲဆက်လုပ်ထားပါမယ်โอเคပုံတွေအကုန်လုံးလုပ်ပြီးသွားလို့ရှိရင်အကများလေးကိုနှိပ်ပြီးတော့ပုံတွေအကုန်လုံးကိုဆက်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့နောက်တစ်ဆင့်ကိုထပ်သွားပါမယ်နောက်တစ်ဆင့်အနေနဲ့ ChatGPT ကိုတွားပါမယ်ဒီနေရာမှာကျွန်တော်ရေးထားတဲ့လိုမျိုးလေးရေးလိုက်ပေါ့နော်โอเคဒီမှာသူစပြီးတော့ရေးပေးနေပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပုံကနေဗီဒီယိုပြောင်းတဲ့ဖိုင်လေးကိုတွားမယ်ပေါ့နော်ဖိုင်လေးကိုရောက်လို့ရှိရင်အကောင့်ဝင်ရမယ်ပေါ့နော်အကစိန်အားဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့အကောင့်ဝင်လိုက်ပါ Gmail နဲ့ဝင်နေရပါတယ်ကျွန်တော်ကတော့ email နဲ့ပဲဝင်ပြထားပါတယ်
အကောင့်တစ်ခုကိုဗီဒီယိုအတူလေးစေဖို့လောက်တော့လုပ်လို့ရတယ်ပေါ့နော်အကောင့်တွေအများကြီးဖွင့်ပြီးတော့ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုကြောက်လို့ရှိရင်ဒီစိတ်ရှင်းပြပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစလုပ်ကြပါမယ်အပေါင်းလေးကိုနှိပ်ပါပြီးရင်ပုံထည့်မယ့်နေရာကိုနှိပ်ပါကိုလုံးမဲ့ပုံကိုရွေးရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီပုံလေးရွေးလိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ChatGPT လေးထည့်ဖို့သွားပါမယ်ခုနကရေးပေးထားတဲ့ပို့ဆောင်အပိတ်လေးကို copy ယူလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပုံအောက်ကစာထည့်တဲ့နေရာလေးမှာခုနကစာလေးကိုထည့်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ပင်နာလေးက create ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီမှာသူစပြီးတော့လုပ်နေပြီပေါ့နော်ညာဘက်အောက်နားလေးကလူပုံစံလေးကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်ခဏလေးပဲကြာပါတယ်သိပ်မကြာပါဘူးကဲဒီမှာပြီးပါပြီပေါ့နော်ကြည့်ကြည့်လိုက်ပါတခုရပါပြီကျန်တဲ့ဟာတွေကိုလည်းဒီတိုင်းလေးပဲဆက်လုပ်ပါမယ်ခုနကနံပါတ်1ကဟာဆိုတော့ဒီတစ်ခါနံပါတ်2ကဟာကိုရွေးပါမယ်ပုံရွေးတဲ့နေရာမှာလည်းဒီလိုပါပဲလုပ်ပုံလုပ်နည်းတွေကတော့ခုနကအတိုင်းပါပဲကျွန်တော်တေချာမပြတော့ပါဗီဒီယိုတားရေးရှိမှကြောက်လို့ပါအကုန်လုံးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကက်ကက်ထဲကိုသွားပါမယ်ခုနကဗီဒီယိုဖိုင်တွေကိုကက်ကက်ထဲမှာထည့်လိုက်ပါမယ်ဒီနေရာမှာဖြည့်ညက်ကက်နည်းနည်းပါးပါးလုပ်ရမယ်ပေါ့နော်ကြည့်လို့ကောင်းအောင်ပေါ့ကျွန်တော်ကတော့တေချာမပြတော့ပါဘူးကိုညံရှိတယ်လို့မျိုးတာမှာပေါ့ကိုလိုချင်တဲ့ပုံစံမျိုးကိုကလုပ်လို့ရပါတယ်ကြားတဲ့တော့ကတော့မတူပါဘူးကဲပြီးသွားပါပြီဒီတော့ပါပဲတကယ်လို့နားမလည်တာရှိလို့ရှိရင်ကျွန်တော် comment အောက်မှာလာမေးလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးနဲ့ပြန်ဖြည့်ပေးပါမယ်ခင်ဗျာဗီဒီယိုကိုစောင့်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးဗီဒီယိုတွေဆက်လာအောင်ပါမလို့ကျွန်တော် channel လေးကို subscribe လေးလုပ်ထားပေးဖို့တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးပါ